နောက်ဒီကားလောက်မှာကျွန်တော်တို့အမှုတော်ဆောင်နေတော့ယုံကြည်သူတွေအားလုံးကျွန်မခွန်အားပေးခြင်းနဲ့အသက်ရှင်ခြင်းကိုအထူးတည်ရဆိုင်ပါဖြစ်တယ်ရှင်ဆုံးလည်းကျွန်တော်တို့ကြည့်တဲ့အခါမှာဖယားတခင်ကိုယ်တိုင် prophet ပြုထားပေးတယ်ဖယားတခင်ကိုယ်တိုင်ရွေးချယ်ထားတဲ့အရာဖြစ်တယ်တရားသူကြီးမက်ဆာအခန်းကြီး73အပိုင်းငယ်1ကနေ6မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဒါတော့ရှမ်းစုကိုဖယားခင်ကနာဇရိလူအပြစ်ဖယားခင်ကရွေးကောက်ထားတဲ့ဖယားခင်ကိုယ်တိုင်ဗိတ်တိတ်ထားတဲ့သူတူဖြစ်တာဖြစ်တယ်ဒါပေမဲ့ရှမ်းစုရဲ့အသက်တာထဲမှာဖယားရဲ့ prophecy ဖယားခင်ရွေးကောက်ထားတဲ့အရာမှန်ကန်ပေမဲ့သူရဲ့အသက်တာပိုင်းဆိုင်ရာမှာ character မကောင်းတဲ့အခါမှာမဆုံးရှုံးတဲ့မဲ့တချို့အရာတွေကိုဆုံးရှုံးသွားတတ်ဖြစ်တယ်ဒါကြောင့်ဗိတ်တိတ်ချင်းဘလောက်ပဲအရေးချင်းနဲ့ဘလောက်ပဲရှိနော်ဘလောက်ပဲပတ်စံနဲ့ဘလောက်ရှိဘလောက်ပဲအောင်မြင်နေပါစေအတ္တတာထဲမှာ character ဘာဆိုင်ရာမကောင်းဘူးဆိုရင်အဲ့ဒီရဲ့ဗိတ်တဲ့ချင်းတွေကဆုံးရှုံးတတ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အတ္တတာထဲမှာ character ဘာဆိုင်ရာကိုအထုပ်ပြီးစပ်ဖို့ရတဲ့အမှန်တမ်းအရေးကြီးတယ်အတ္တတာထဲမှာအချစ်စရိုက်ဆိုတာထိမ့်သိမ့်ဖို့ရတဲ့အရန်ခက်ခဲတာဖြစ်တယ်ဟုတ်တယ်နော်ဒါပေမဲ့ခက်ခဲပေမဲ့နော်ဒီနေ့ကျွန်တော်တို့ကလိန်အမြဲတမ်းလိန်နေကြတဲ့လူတယောက်ကဘာလို့လဲအမြဲတမ်းလိန်ချင်တာနော်မလိန်ဖို့ရတဲ့အချင်းချင်းဆုံးဖြတ်ချက်ချပေမဲ့ဘာလို့လဲခဏလိန်နေတယ်အဲ့ဒါကဘာကြောင့်လဲကျမ်းစာတွေကဘာလို့လဲဆိုရင်တော့ကျွန်တော်တို့နစ်ကောအခန်းကြီး9အပိုင်းငယ်18မှာလူမြည်တီကခရစ်တော်နဲ့ရှိရဲ့အသက်ပြည့်ပြည့်နဲ့တတော်ဝါဖြစ်ကြ၏တဲ့ဟောင်းတော့အရာတို့တွေပြောင်းလဲရခတ်သိမ်းတော့အရာတို့တွေအသက်ဖြစ်ကြပြီဒါဆိုရင်တင်ကယေရှုကိုတကယ်ယုံကြည်လက်ခံထားပါပြီဆိုရင်တော့အဲ့ဒီအသက်ဟောင်းနဲ့ဇာတိဟောင်းနဲ့မှာကျွန်တော်တို့ကအသက်ရှင်မှာမဟုတ်တော့ဘာလို့လဲကာရတာပိုက်ဆံမှာပို့ပြင်ရမှာပို့ပြင်စရမှာပို့လုပ်ရမှာဘာလို့လဲဖခင်ကငါ့ကိုဗိတ်တိတ်ထားတာပဲဖခင်ကငါ့ကိုရွေးကောက်ထားတာပဲနေချင်းတလုံးနေကာရတာမိုင်းဆိုင်ရာမှာဘာမှမပြင်ဆင်ထားဘူးဆိုရင်တော့ဘာလို့လဲရှန်ဆိုလိုမျိုးပဲဘာမှမထူးခြားတာဘူးဖြစ်တယ်ဖခင်ကိုတဲ့ရှန်ဆိုကိုရွေးကောက်တဲ့နေကတော့ဣတိလလူမျိုးတွေကိုကဲတော့ရမယ်နော်ပလိတိလူတွေကနေကဲတမပါဘူးဒီပုံစံနဲ့ဟာဒါကြောင့်မိတ်ဆွေကျွန်မခွန်အားပေးခြင်းနဲ့အသက်တာထဲမှာကာရတာဘိုက်ဆာမှာအထူးပြီးယူဆိုင်ဖို့ရတဲ့အင်မတန်မှအရင်အရေးကြီးတာဖြစ်တယ်ဒါကြောင့်ကျမ်းစာတွေကိုကျွန်တော်တို့အတူတူဖတ်ကြည့်ရမယ်ဘယ်မှာကျွန်တော်တို့ဖတ်မလဲဆိုရင်နော်ကိုရောသဲဩရာစာအခန်းကြီး3ကိုရောသဲအခန်းကြီး3အပိုင်းငယ်9ကနေ30ကျွန်တော်တို့တွေ့မယ်ဆိုရင်အတူတူကျွန်တော်တို့ဖတ်ကြည့်အောင်နော်အချင်းချင်းမတော်စကားကိုမတုံးချနေအချောမှုတော်တင်လို့ဒီလူဟောင်းရဲ့အချင်းတို့နဲ့လူဟောင်းရဲ့ကိုချုပ်ပိတ်၍ဖန်ဆန်းတော်မူတော်သူဤပုံကဏ္ဍနဲ့အညီမန်တော်ပညာအပြင်အသင့်ပြုတ်ပြတော်လူတစ်ကိုယူတဲ့ဝတ်ဆောင်တော်သူဖြစ်ချ၏တဲ့အဲ့တော့ဒီမှာနှုတ်ဘတ်တော်လဲဘာလို့လဲအချင်းချင်းမတော်စကားကိုမပြောနဲ့တဲ့ဘသူရဲ့ပုံကဏ္ဍနဲ့ပို့တူလဲရမလို့ဆိုခရစ်တော်ရဲ့ပုံကဏ္ဍနဲ့တရက်ပဲတရက်ပို့တူလဲရမယ်သင်္ကားဖယားသားသမီးယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားပြီးမြဲတရက်ပဲတရက်ဇာတိဆိုင်နေပြီဆိုတင်းရဲ့အတ္တတာကေတချင်းကိုသင်ဆန်းစင်ရမှာဖြစ်တယ်နော်ဒါကြောင့်အစနာချမပတ်ပြတယ်နိကောခန်းချင်းကဘန်ဆက်ခေါ်မှာဘာလို့လဲလူမျိုးတကခရစ်တော်ရှင်အသက်ဖြစ်ရမယ်အသက်ဖြစ်နိုင်ရမယ်အာဒီအမားသက်ဆက်မားနေတယ်ဆိုရင်အဲ့ဒါမဟုတ်ဘာလို့လဲအမြဲတမ်းပြင်ဆင်ချင်ရမှာအမြဲတမ်းအသက်ဖြစ်နေရမှာဖြစ်တယ်နောက်ဒါကြောင့်ကျွန်မခွန်အားပေးခြင်းနဲ့အတ္တတာထဲမှာဘာလို့လဲဖယားခင်ရဲ့ပုံနဲ့နဲ့နေတရက်ပဲတရက်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာပုံတူလာဖို့ရတဲ့အင်မတန်မှအရင်အရေးကြီးတာဖြစ်တယ်ဒါကြောင့်အချင်းမဆိုင်လဲကျွန်တော်တို့အထုကေစိုက်ဖို့ရတဲ့အင်မတန်မှအရေးကြီးတယ်ခုနကအခန်းကြီး3အပိုင်းငယ်73ထဲမှာကျွန်တော်တို့အတူကဖတ်ကြည့်အောင်နော်73ထဲမှာလေဒီမှာလည်းဗာရေးတက်လေတယောက်နဲ့တယောက်အပြစ်သေစင်အခွင့်ရှိလေအချင်းချင်းပြီးခိုင်ပြီးအပြစ်ကိုလွတ်ကြလို့ခရစ်တော်ဒီသင်တို့ရဲ့အပြစ်ကိုလွတ်တော်မူတဲ့ကေတော့ထုံနဲ့တူလွတ်ကြလို့အဲ့တော့ကျွန်တော်တို့ဘေးအရာမှာပဲကျွန်တော်တို့အလုပ်တွေလုပ်နေပါစေအချင်းချင်းနဲ့အစမပြေမှုတွေသိမခံနိုင်တဲ့အရာတွေအများကြီးကျွန်တော်တို့ကြုံတွေ့လိုက်ရမယ်ဒါပေမဲ့ကျွန်တော်တို့ဘလုံးနှလုံးသားနဲ့လွတ်ဆောင်မလဲဆိုရင်အချင်းချင်းနဲ့တာနဲ့တယောက်ကိုတယောက်ခွန်လို့ရပါမယ်ဒီနှလုံးသားနဲ့ကျွန်တော်တို့လှုပ်ဆောင်ရမယ်အဆုနာကျွန်မပြောတယ်ကိုယ့်အပေါ်မကောင်းနေကျွန်တော်တို့ဘာလို့ကောင်းပေးရမလဲခရစ်တော်ရဲ့နှလုံးသားနဲ့သူ့ရဲ့အတွက်ကျွန်တော်တို့လှုပ်ဆောင်ခြင်းမြတ်တာဖြစ်တယ်ဇာတိအနေနဲ့တော့ကျွန်တော်တို့လည်းပြန်ပြောချင်တယ်ဒါပေမဲ့ဘာလို့လဲကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကခဏတာအတွက်အသက်ရှင်နေမို့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာကခဏတာအတွက်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာဘာမဟုတ်တဲ့အရာလေးနဲ့ကျွန်တော်တို့မလဲလိုက်နဲ့ဟာလေလုယာဟိုအရာတွေကကျွန်တော်တို့အစွမ်းကကျွန်မပြောတယ်နော်မိတ်သိရင်မိတ်လိုက်တော့ထားခဲ့သိရင်ထားခဲ့လိုက်တော့ဘာလို့လဲနှိမ့်တန်နေတဲ့မှာအသက်ပြင်ဆင်ရမယ်ဟာလေလုယာဒါကြောင့်တချို့ကကျတော့အသိဟောင်းမှမလေးငါဟိုတယောက်ကဘလို့ပြောခဲ့တာဟိုတယောက်ကငါဘလို့လုပ်ခဲ့တယ်တချို့အဲ့ဒီအသိနာပဲခြံခဲ့တယ်ဒါကြောင့်ခြံခဲ့တယ်နော်တချို့လူတွေခြံခဲ့တာဘာလို့ခြံခဲ့လဲအသိဟောင်းမှခြံခဲ့လို့ဘာလို့လဲကျွန်မဆိုအမြဲတမ်းပြောတာနော်မနေ့ပြန်ကိစ္စမနေ့ပြန်နော်နောက်ကိစ္စနောက်မှ
နော်မနေ့ကကိစ္စလည်းဒီနေ့မသိလဲတော့ပြီးသွားပြီမနေ့ကကိစ္စလည်းပြီးသွားပြီဒီနေ့ကိစ္စဒီနေ့နော်ဆိုတော့ကျွန်မပြောတချို့အရာကမိတ်တင်ရင်မိတ်လိုက်တော့အဲ့ဒါကတင်ကောင်းကြီးရောက်ဖို့အတွက်ဖြစ်စီတာဖြစ်တယ်အဲ့တော့ကရတာဘက်ဆိုင်ရာကိုတင်ပြင်ဆင်လဲလေဖျားကေပိုကောင်းကြီးပေးလာလေနှလုံးသားမှန်ကန်လဲလေဖျားကေတင်ကိုပိုကောင်းကြီးပေးလာလေဒါကြောင့်လူရဲ့မျက်နှာကိုမချမ်းနဲ့ပို့ပြီးလို့ဆံနှလုံးသားမှန်ကန်ဆောင်တချို့အရာတွေကထားကြိတ်ထားကြလေနော်ရှမ်းဆိုဖျားကေဘလောက်ပဲပေးတည်ဖယားကေမလို့စိတ်ချတဲ့ကိုသွားပြီးတော့လို့တာဖယားကေမနေစိတ်ချတဲ့ကိုသွားနေတာအဲ့ဒါကဘာကြောင့်လဲဟာဒါကြောင့်တချို့အရာကကျွန်မဖအပေးခြင်းနဲ့ဖယားနဲ့အဆက်ပဲပြက်လာခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်ရှမ်းဆိုခဏဘာလို့လဲကြလဲသိလားအမေတော့ဖယားကေကိုလည်းရွေးကောက်ထားတယ် तू လည်းသိတယ်ငါဘယ်လိုလူမျိုးလဲငါဖယားကေငါဘယ်လိုရွေးကောက်ထားလဲ तू သိတယ်ဒါပေမဲ့ရှမ်းဆိုခဏပိန်မှာသွားလဲကြတယ်သိလားအမျိုးသမီးနဲ့ကိစ္စနဲ့ပဲသွားပြီးလဲကြတယ်အဲ့ဒါကဘာကြောင့်လဲဖယားနဲ့အချိန်ယူတဲ့ချိန်မှာမယူဘူးဖယားနဲ့အချိန်ယူဖို့ပြတ်တော့လာတဲ့အခါမှာမစင်းသားတဲ့အစင်းသားတွေမသွေးတဲ့အရာတွေသွေးလာတယ်မမြင်တဲ့အရာတွေရှိတယ်အဲ့ဒီအရာကဘာဖြစ်တာလဲမလုံတဲ့အရာကိုသွားလုပ်တာလုံတဲ့အရာကိုသွားမယ်အချိန်ပေးတဲ့အရာကိုသွားအချိန်မပေးရှေ့ဆိုကဘလို့ရေခွန်မှာတော့နေလဲအမလေးဒီလေးလိုက်ရေခွင်ရမှာသူမပျော်မွေးတာအမျိုးသမီးရဲ့ရေခွင်မှာပျော်မွေးတယ်တချို့လူတွေလည်းအဲ့လိုမျိုးပဲအမလေးခဏတော့ပျော်ရွှင်ဖို့တယ်အမလေးပျော်မွေးနေတာနော်တချို့ကရေးစားတွေဆိုအရန်များတာနော်ဆရာတော်ပြောတယ်လို့မျိုးနော်ဆရာတော်ပြောတယ်ကျွန်မအရန်ခွန်အားရတယ်နော်တကယ်လို့ဒါတဲ့ကျွန်တော်မှာတဲ့ရေးစားတွေအရန်များခတ်လို့ရှိရင်ကျွန်တော်တရားဟောင်းလို့ရှိရင်လည်းအောက်မှာတဲ့ကျွန်တော်ရဲ့ရေးစားဟောင်းတွေအများရှိနေဆိုကျွန်တော်ဘလောက်ပဲတရားဟောသူတို့ဘယ်လိုမှခံယူမှာလဲမလေးအတရားကအချင်းလေးပါနော်အတရားကအလကားပါပဲဆိုတော့ပြောမှာတဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်ရှင်ခြင်းကိုအထုကယူစားအခုကလေးကယူစားအမိချင်းနဲ့မှလည်းကယူဆိုင်တော့အမလေးအရင်ရေးချင်းနေတော့တခါတလေမှာကျွန်တော်တို့ကလည်းလူရှိမှတော့ဟာလေလူများအမလေးအရင်လက်ချိမကုတ်ကနေအောက်မှာနေတဲ့လူအမလေးငါသိတယ်အဲ့တရားရဲ့အကြောင်းငါသိတယ်ဟုတ်လားမလားဆိုတော့သိတယ်လေနော်ဆိုတော့အဲ့တရားအကြောင်းငါသိတယ်အမလေးငါသိတာဝေးအမလေးသူကိုယ်ွယ်နေတာအမလေးမျက်ရည်တော့ချနေတာငါသိတယ်ဆိုတော့စဉ်းစားကြည့်လေကိုတရားဟောရင်လေလူတွေခွန်အားရပါမလားကိုလုပ်နေတဲ့အရာရောဘာဖြစ်မှာလဲဒါကြောင့်အထုကရွဆိုင်နော်ဒါကြောင့်ဟာငါလုပ်နေတဲ့အရာဘယ်သူမှမသိပါဘူးငါလုပ်တာဘယ်သူမှမမြင်ပါဘူးမထင်လဲမိတ်ဆွေကျွန်မတို့ကအထုကယူဆိုင်ပါဒါကြောင့်